လူတော်တော်များများကပြောတယ်ပေါ့နော်ကိုကြိတ်တဲ့ပစ္စည်းကိုယူရောင်းဖို့လိုတယ်အဲ့ဒါမှပျော်ပျော်ရွှင်ရွှင်နဲ့ရေရှည်လုပ်နိုင်မယ်လို့ပြောတယ်ပေါ့နော်ရေရှည်ဆက်သွားနိုင်မယ်လို့ပြောတယ်ဒါကမှားလားဆိုတော့မှားတော့မမှားဘူးဒါပေမဲ့တတိထားရမယ်အချက်တစ်ချက်ရှိတယ်အဲ့ဒါကတော့ကိုကြိတ်နေတဲ့ပစ္စည်းကဈေးကွက်မှာလိုအပ်နေတဲ့ပစ္စည်းဖြစ်ရမယ်ဈေးကွက်မှာထိုးဖောက်နိုင်တဲ့ပစ္စည်းဖြစ်ရမယ်ပေါ့နော်ကိုကတော့ကြိတ်တယ်ဒါပေမဲ့ဈေးကွက်မှာမလိုအပ်ဘူးဈေးကွက်မထိုးဖောက်နိုင်ဘူးဆိုရင်ကိုကရှုံးရလိမ့်မယ်ကိုရှုံးသွားပြီဆိုရင်ကိုဘလောက်ပဲဝါသနာပါဘလောက်ပဲအဒီပစ္စည်းကိုကြိတ်ကိုရေရှည်ဆက်လုပ်ဖို့ရေရှည်ဆက်သွားဖို့ဆိုတာကလုံးဝကိုမဖြစ်နိုင်ပါဘူးအဲ့တော့ကိုကြိတ်တဲ့အရာကကိုလှုပ်ချင်တဲ့အရာကပေါ့နော်ဈေးကွက်မှာတကယ်လိုအပ်နေတဲ့အရာလားဆိုတာကိုပြန်ဆန်းစစ်ဖို့လဲတတိယပေးပါ